ဟေရှာယခန်းကြီး40အပိုက်ငယ်31ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြေးကြလိမ့်မည်ရွှေလင်းတကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မည်ပြေးတော်လဲမပင်ပန်းခရီးသွားသောအခါမမောရကြဒီနေ့ယုံကြည်သူရဲ့အသက်တာကိုဖခင်ကရွှေလင်းယုံနဲ့ခိုင်နိုင်ထားတယ်ရွှေလင်းယုံရဲ့မျက်လုံးကသူ့မျက်လုံးကအခြားအကောင်နဲ့မတူဆူရှာရွှေလင်းယုံရဲ့မျက်လုံးကဆူရှာအတိပ္ပယ်ကဘာလဲဆိုသူ့ရဲ့မျက်လုံးကလေအဝေးကြီးမှရှိတဲ့သားကောင်ကိုသူမြင်ရတယ်အဝေးပဲနော်ဒါပေမဲ့အဲ့သားကောင်ကိုသူမြင်ရတယ်သူ့မျက်လုံးကတခြားငတ်နဲ့မတူဘူးအဝေးမှရှိတယ်သူအမြင့်ကြီးကပြန်ဟိုးအောက်မှာသွားတဲ့အမြင့်ကပြန်ပေမဲ့အောက်မှာသွားတဲ့ကြွက်တကောင်လောက်အရွယ်ကိုမြင်နိုင်တယ်ထူးဆန်းတယ်နော်နောက်တစ်ခေါက်ကြာရင်အဲ့ဒီစာအုပ်ပါပုံပြပေးမယ်အဲ့ဒီစာအုပ်ထဲမှာပါတယ်အမြင့်ကြီးကပြန်ပေမဲ့မြေကြီးပေါ်မှာဖြတ်သွားတဲ့ကြွက်အရွယ်လောက်ကိုသူမြင်နိုင်တယ်တခြားငတ်တွေမမြင်နိုင်ဘူးအဲ့တော့အဓိပ္ပာယ်ကသူစားရမယ့်သားကောင်ကိုသူဘာလုပ်နိုင်လဲအဝေးကြီးကနေသူမြင်နိုင်တယ်တခြားငတ်တွေမြင်တဲ့အကောင်ကိုလည်းသူမြင်တယ်တခြားငတ်တွေမမြင်နိုင်တဲ့အကောင်ကိုလည်းမြင်နိုင်တယ်ဒါဆိုသူ့ရဲ့မျက်လုံးကအခြားငတ်တွေမျက်လုံးထဲပိုတာတယ်တခြားငတ်မြင်တာကိုလည်းသူမြင်နိုင်တယ်တခြားငတ်မမြင်နိုင်တာကိုလည်းသူမြင်နိုင်တယ်အဲ့တော့ယုံကြည်သူရဲ့အသက်တာထဲမှာလင်းယုံလိုပဲအမြင်နှမျိုးရှိရတယ်သူများမြင်တယ်လို့လည်းမြင်တတ်ဒါပေမဲ့အဲ့ဒီအစင်းလောက်ပဲတင့်ကိုဘုရားခင်ပေးထားတာမဟုတ်ဘူးသူတို့ထက်တာတယ်ဟာလေလုယာသူတို့မမြင်နိုင်တဲ့အရာကိုလည်းကျွန်တော်တို့ဘာဖြစ်လဲမြင်နိုင်တယ်သူတို့မမြင်နိုင်တဲ့အရာကိုလည်းကျွန်တော်တို့မြင်နိုင်တယ်အဲ့ဒါကိုသိရပြီးမှအဲ့ဒီလင်းယုံဟာတားကောင်ကိုမြင်ပြီးရင်အဲ့ဒါကိုအာယုံစူးစိုက်ပြီးရင်တခြားဘာမှအာယုံမစိုက်အဲ့ဒီဥစ္စာမပြောင်းအောင်သူသေချာကြည့်တယ်သူစားရမှာဟုတ်လားမဟုတ်ဘူးလားဟုတ်လားသူဒါကိုစားမယ်ဆိုရင်အဲ့ဒီတားကောင်အာယုံမပြတ်လိုက်ကြည့်ကင်မရာတွေမှာဆို focus လို့ခေါ်တယ် focus ဆိုတာတေချာချိန်ထားတာအဲ့တော့ဒီလင်းယုံရဲ့မျက်လုံးက तू ကသူ့ရဲ့တားကောင်ကိုစားမယ်ဆိုရင်တေချာ focus လုပ်ထားတယ်တခြားဘာမှ तू မကြည့်ဘူးအဲ့ဒါပဲဘယ်သွားလဲဘယ်သွားနေလဲဘယ်ဟိုသွားနေလဲသူ့ကိုပဲကြည့်ပြီးတော့နောက်ဆုံးအဲ့ဒီတားကောင်ရတဲ့အထိ तू ရပြီးမှပဲသူ့ရဲ့ focus ကိုပြောင်းတယ် hallelujah तू ရမဲ့တားကောင်တေချာကြည့်တယ်အဲ့ဒါကိုအာယုံစူးစိုက်တယ်လို့အာယုံမပြောင်းဘူးဒီနေ့ယုံကြည်သူတွေရဲ့အသက်တာထဲမှာကိုစားရမဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုအာယုံတကယ်စိုက်ပါတကယ်စိုက်ပါဘာဖြစ်လို့လဲဟိုဟာအာယုံများဒီဟာအာယုံများဖခင်ကကျွန်တော်ကိုအာယုံများဖို့ကြီးကပ်မျက်လုံးပေးထားတာမဟုတ်ဘူးကြီးကပ်တစ်ချိန်လုံးလေတစ်ချိန်လုံးပဲဖခင်လည်းရှိခိုးမယ်မှာထမင်းလည်းကြွားအောင်မယ်မဧည့်သည်လည်းလာတော့မယ်ဈေးရလည်းသွားအောင်မယ်မိပြတ်သွားရင်ဘယ်လိုလုပ်မလဲဟာအာယုံရမ်းများအရင်ကမှဘိုက်ကလည်းနာလာတယ်တော့ထမင်းပဲအရင်ကြော်ရင်ကောင်းမလားဈေးပဲအရင်သွားရင်ကောင်းမလားနောက်ဆုံးကျဘာမှမလုပ်ဖြစ်ဘူးအဲ့ဒါဟိုဘက်သွားလဲဒီဘက်သွားလဲနဲ့အချိန်ကုန်သွားရောဖခင်ဟာကျွန်တော်ကိုအဲ့လိုဗျာများခိုင်းတဲ့ဖခင်မဟုတ်ဘူးကျွန်တော်တို့ယုံကြည်သူကိုဗာမျက်လုံးနဲ့နိုင်လဲရွှေလင်းယုံရဲ့မျက်လုံး focus တနေရာမှာတေချာကြည့်ပါကိုစားရမယ့်သားကောင်အာယုံမပြတ်စေနဲ့အဲ့ထဲမှာအတန်ပိုးမရှိတဲ့အကောင်တွေဖြတ်သွားနေလိမ့်မယ်အာယုံမပြောင်းဘူးတေချာကြည့်နေရကျွန်တော်ရဲ့အစာပါလဲအသက်ရှင်တဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာအဲ့ဒါစားဖို့တေချာတင်အာယုံဆိုင်ဘယ်မှာရမှာလဲဘယ်နဲ့ဝင်ငါမှာလဲတေချာကယူဆိုင်ဘယ်ဟာကမှတင့်ကိုအာယုံမပြောင်းမိစေနဲ့အာမင်အာယုံမနှောက်ယှက်စေနဲ့အာယုံမပြောင်းစေနဲ့ဘလောက်အာယုံပြောင်းရင်လဲသင်အာယုံမပြောင်းနဲ့တေချာကြည့်ပါအဲ့နှုတ်ကပတ်တော်အဲ့ဒီအတွက်ပြင်ဆင်ထားပါစောစောထားလှုပ်ရှားရှိတာလှုပ်အဲ့ဒီနှုတ်ကပတ်တော်အသက်ရှင်တဲ့နှုတ်ကပတ်တော်အဲ့ဒါငါတို့စားရမှာတေချာအာယုံစိုက်ပြီးတော့ကြည့်ပါအဲ့ဒီလင်းယုံဟာဘယ်အရာကိုမှအာယုံမစိုက်ဘူး तू စားရမယ်သားကောင် तू တစ်ခုကိုအာယုံစိုက်ရင်တခြားဘာမှမမြင်ဘူးဒါကိုပဲတေချာကြည့်စိုက်တယ်ဖ
ဖယားဟာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရမျက်စိကိုအဲ့လိုလှုပ်ထားတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကမယုံကြည်သူတွေမြင်တာကိုလည်းမြင်တယ်မမြင်တာမဟုတ်မြင်တယ်သူတို့မြင်တယ်လို့လည်းကျွန်တော်တို့မြင်တာပေါ့သူတို့မမြင်တဲ့ဟာလည်းငါတို့မြင်တယ်ဟာလေလုယာဖယားသခင်ကကျွန်တော်တို့ကိုသူတို့တဲ့အမြင်တစ်မျိုးပို့ပေးထားတာဖြစ်တယ်သူတို့ကအောက်ကအမြင်ပဲကျွန်တော်တို့ကအမြင့်ရလမ်းမြင်တာသူတို့မြင်တာကိုလည်းမြင်တယ်သူတို့မမြင်တဲ့ဟာလည်းမြင်တယ်သူတို့မမြင်တာလည်းမြင်တယ်တကယ်ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာကို focus မပြောက်သွားစေနဲ့စာရန်ကကျွန်တော်တို့ကိုဘာလုပ်နေလဲဆို focus ပြောက်အောင်လုပ်အသက်ရှင်တဲ့နှုတ်ကပတ်တော်အစာကိုစားဖို့အတွက်ကျွန်တော်တို့ကိုအာယုန်တွေပြောက်အောင်လုပ်ဟိုဟာပြလိုက်ဒါပြလိုက်ဟိုပြဿနာပြလိုက်ရံဖြစ်ခိုင်းလိုက်ကွဲသွားခိုင်းလိုက်ပြန်ပေါက်ခိုင်းလိုက်အသက်တစ်ခုလှုပ်ခိုင်းလိုက်အိုးယုတ်ကြည်သူတွေအသင်းတော်တွေမိသားစုတွေအစိတ်စိတ်မွာမွာဖြစ်သွားတယ်တို့အားလုံးစွတ်စွတ်စည်းစည်းနဲ့ဘုရားခင်နိုင်ငံတော်အတွက်သွားဖို့ဖြစ်တယ်ဟာလေလုယာအသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုစားဖို့ဖြစ်တယ်အာမင်အဲ့ဒီ focus မပြောက်စေနဲ့ဒီနေ့သင်အသက်ရှင်တဲ့နှုတ်ကပတ်တော်အတွက်အာယုံမပြောင်းနဲ့အာယုံမများနဲ့သေချာအာယုံစိုက်ပါလင်းယုံဟာဘယ်လောက်ဝေးကနေဖြစ်သူစားမဲ့သားကောင်ဘာဖြစ်လဲသေချာအာယုံစိုက်တယ်ဒီနေ့ယုတ်ကြည်သူများဖယားကကျွန်တော်တို့ကိုလင်းယုံမျက်စိနဲ့နိုင်ထားတာသေချာကြည့်ပါယုတ်ကြည်သူအသက်တာမှာတစ်ကောအခန်းကြီး1 14 15မှာဇာတိလူဟာဝိညာဉ်အရာကိုနားမလဲဘူးသေချာနားတော့နော်ဇာတိလူကဝိညာဉ်အရာကိုနားမလဲဘူးဇာတိလူကဇာတိအရာပဲနားလေတယ်ဇာတိအရာပဲမြင်တယ်ဝိညာဉ်လူကဇာတိအရာလဲနားလေတယ်ဝိညာဉ်အရာလဲနားလေတယ်ဝိညာဉ်လူကဇာတိလူနဲ့ဝိညာဉ်လူကိုပိုင်းခြားပြီးမြင်တယ်နှစ်ခုစလုံးမြင်တယ်နော်ဝိညာဉ်လူကနှစ်ခုစလုံးမြင်တယ်ဝိညာဉ်လူကဇာတိအရာနဲ့ဝိညာဉ်အရာကိုဗာလဲပိုင်းခြားပြီးမြင်တယ်ဇာတိလူကတော့ဝိညာဉ်အရာကိုမမြင်နိုင်ဘူးမမြင်နိုင်ဘူးဒီနေ့မှတ်ထားပါယုတ်ကြည်သူဟာဖခင်ကဇာတိလူဖြစ်စေခြင်းလားဝိညာဉ်လူဖြစ်စေခြင်းလားဝိညာဉ်လူဖြစ်ရမှာလားဝိညာဉ်လူဖြစ်အောင်လုပ်ပြီးသားလားဖခင်လုပ်ထားပြီးသားရွှေလေးရုံမျက်စိထဲရမှာလားရွှေလေးရုံမျက်စိရှိပြီးသားလားရှိပြီးသားသင်ရဲ့အထဲထဲမှာတဘာဝကပြောင်းနေပြီသင်သိပါသင်ဘာမျက်စိလဲလေးရုံမျက်စိဘာလူလဲဝိညာဉ်လူသင်ကိုဖခင်ကဝိညာဉ်လူပြောင်းလုပ်ထားပြီးသားသင်ကိုဖခင်ဘာကျွေးမှာလဲဝိညာဉ်စာဝိညာဉ်စာသင်အထဲမှာတဘာဝပြောင်းနေပြီလားဖခင်လှုပ်ထားပြီလားလှုပ်ထားပြီးသားဇာတိလူတွေကဟိုဟာပြောဒီဟာပြောငါသိတယ်အရင်တော့ကလည်းငါလည်းနင်းလို့ပဲပြောတတ်တယ်အခုငါသိတာကိုနင်မသိဘူးဒါပဲအခုနင်သိတဲ့ဟာကိုငါသိတယ်အခုငါသိတဲ့ဟာကိုနင်မသိဘူးတကယ်ရောမှန်လားမှန်တယ်လေမှန်တယ်တကယ်လည်းမှန်တယ် तू သိမှမသိတော့တာဝိညာဉ်လူကတော့ဒါတွေအားလုံးဘာလုပ်လဲပိုင်းခြားပြီးနားလေတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်တို့ကျွန်တော်တို့အတွင်းသဘောကိုဘုရားခင်ပြောင်းပြီးပြီလားပြောင်းပြီးပြီဇာတိလူလားဝိညာဉ်လူလားဘာတွေးရမလဲဘာကိုပိုင်းခြားမလဲဇာတိနဲ့ဝိညာဉ်ကိုပိုင်းခြားဇာတိလူနဲ့ဝိညာဉ်လူကိုပိုင်းခြားဇာတိစကားနဲ့ဝိညာဉ်စကားကိုပိုင်းခြားဇာတိယာနဲ့ဝိညာဉ်ယာကိုပိုင်းခြားနှမျိုးသိအောင်ဘုရားခင်ကျွန်တော်ကိုလှုပ်ထားပေးတာဖြစ်တယ်ဟာလေလုယာဒါမဲ့ဇာတိလူတွေနားလဲလားနားမလဲဘူးဇာတိလူကနားမလဲဘူးဝိညာဉ်လူကကိုယ့်ရဲ့ focus ကိုသိရတယ်ကိုသိရတယ်ကျွန်တော်ယုတ်ကြည်သူဖြစ်ခါစားအဝေးကြီးသွားပြီးတင်တန်းတက်ရစပိန်နဲ့မဟုတ်လမ်းလျှောက်ရတာအဝေးပဲညမိုးချုံမှသူကျန်းစာတင်တာပြီးတော့ပြန်လာတယ်ဝေးကြီးလမ်းလျှောက်ပြီးပြန်တယ်
ဘာနားလေလေသူဘာနာမလို့ဟိုမှာဝင်ငါတာဘာနာမလို့ဘာလို့ကျွန်တော်ကျမ်းစာတော့မလန်တော့ကဲတင်ချင်းတော့ရပြီးပြီဒါပေမဲ့စားလားဝိညာဉ်စားလားနားလေလားစားလားစားတဲ့နောက်တရက်တင်တန်းပြန်သွားတယ်သွားထိုင်ဟိုဂလာတီလို့ပြောကျွန်တော်ရှာတယ်ရှာလဲတွေ့ရောကောရိန္သုရောက်သွားကောရိန္သုရှာတဲ့အချိန်မှာဗျာဒိတ်ကျမ်းရောက်သွားပြီးလဲပြီးရောဘုရားရှိခိုးပြီးသွားပြီပြီးသွားရောရှာလို့မှမတွေ့သေးတာကျွန်တော်ကဘယ်ကျမ်းစာဘယ်နာဘာရှိမှကျွန်တော်သိမှာဒါမှကျွန်တော်နားထောင်တယ်ပြောတယ်ဘာနားလဲဘာနာမလို့ဘယ်နားလဲမလဲငါပေါလုလည်းမသိအပေါလုလည်းမသိငါသိတာယေရှုပဲကိုခရိယန်လည်းမဟုတ်လေဗုဒ္ဓဘာသာယေရှုယုံလာတာဘယ်နားလဲမလဲဒါမဲ့ဘာပဲပြောတယ်ခွန်အားဖြစ်လားခွန်အားဖြစ်လားဝိညာဉ်ထဲမှာအစာစားတာမှန်လားမိတ်ဆွေအသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုစားချက်ချင်းတော့မသိဘူးနော်ဘာဖြစ်လို့လဲကျွန်တော်စားတဲ့အစာပါလဲအသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုစားနေတာ living word အသက်ရှင်တဲ့နှုတ်ကပတ်တော်အသက်ရှင်တဲ့ဖျားစကားအဲ့ဒါကိုစားနေတာစားတော့ကသိလားကြာရင်သိလားကြာရင်သိသွားတာပဲဟာလေလုယာဝိညာဉ်လူကနှစ်ခုစလုံးကိုပိုင်းခြားသွားတယ်ဒါကြောင့်အရောက်တိုင်းရဲ့အသက်တာထဲမှာဒါကိုနားလည်ဖို့အရေးကြီးတယ်တကယ်ပဲအဲ့ဒီလင်းယုံငတ်ဟာအမြင့်ကြီးကပြန်တယ်လင်းယုံငတ်ရဲ့တဘာဝအခြားငတ်တွေမပြန်နိုင်တဲ့အမြင့်ကနေပြန်တယ်ကြည့်နော်ကျွန်တော်ဒီနှစ်ချက်ပဲဝေငါလင်းယုံကသူများတွေ့တာကိုတွေ့တယ်သူများမတွေ့နိုင်တာလေတွေ့တယ်ဒုတိယတစ်ခုလင်းယုံကဘယ်ကပြန်လဲအမြင့်ကပြန်တယ်အနိကရောပြန်နိုင်လားအမြင့်ရောပြန်နိုင်လားသူဘယ်ကပဲပြန်လဲအမြင့်ကပြန်တယ်အမြင့်ကြီးတခြားငတ်တွေမပြန်နိုင်တဲ့နေရာကနေပြန်တယ်ကြည့်ဒီနေ့ယုံကြည်သူကိုဘုရားကဘယ်ကနေသွားစေခြင်းလဲအနိတ်ကတခြားငတ်တွေလိုပဲရောနော်နဲ့အဲ့အနိတ်မှာပဲပြန်စေခြင်းလားအမြင့်ကြီးကပြန်စေခြင်းလားဟာလေလုယာအမြင့်ကြီးကပြန်စေခြင်းလားချက်တော်ညီကိုမောင်တော်အနိတ်ကလူတွေနားမလဲနိုင်ဘူးငါတို့လည်းအတောင်ပံရှိတာပဲသူကအလွန်မြင့်နားမလဲနိုင်အလွန်မြင့်တဲ့နေရာပြန်သူများတခြားငတ်နားမလဲနိုင်ရှင်ပေါလုရဲ့အသက်တာကိုကြည့်ပါတမန်တော်ဝတ္ထု16 23ကနေ25မှာရှင်ပေါလုကသူ့အကြောင်းပြောရင်ပေါလုနဲ့သီလတရားဟောတယ်တရားဟောတော့နတ်ကတော်ပြောင်းလဲသွားတယ်နတ်ကတော်ပြောင်းလဲသွားတယ်ပြောင်းလဲသွားတော့အဲ့ဒီနတ်နဲ့ပတ်သက်တဲ့ပစ္စည်းလှုပ်ရောင်းတဲ့လူတွေကလေဟဲဒုက္ခပဲနတ်နဲ့ပတ်သက်တဲ့ပစ္စည်းလှုပ်ရောင်းတဲ့လူတွေကဟာဘယ်နဲ့လှုပ်ဟိုမှာနတ်ကတော်ပြောင်းလဲသွားတော့နတ်စားတွေကနတ်ကတော်စီလာတော့နတ်ကတော်ကခရစ်တော်ယုံသွားပြီယုံသွားတော့နတ်နဲ့ပတ်သက်တဲ့ပစ္စည်းရောင်းတဲ့လူတွေကစီးပွားပြတ်ပြီနတ်ကတော်ကဟိုဝယ်ခိုင်းဒါဝယ်ခိုင်းဒါမှသူတို့သွားဝယ်မှာဟိုကစီးပွားပြတ်တာလေဒါပေမဲ့နတ်ကတော်ယေရှုယုံသွားပြီဆိုတော့ဘာမှမဝယ်ခိုင်းတော့ယေရှုပဲယုံခိုင်းတော့တာပေါ့အဲ့တော့နတ်နဲ့ပတ်သက်တဲ့ပစ္စည်းရောင်းစားတဲ့လူဟာဒုက္ခရောက်ပြီစီးပွားပြတ်ပြီဟာစီးပွားလည်းပြတ်တော့အစိုးရနဲ့ပေါင်းပြီးတော့တခါလဲဖမ်းတာပေါလုနဲ့သီလသူဟောတာနတ်ကတော်ပြောင်းလဲတယ်နော်ဖျားသုံးတယ်ဒါမဲ့အဖမ်းခံလိုက်ရထောင်ထဲထည့်ထားထောင်ထဲလဲရောက်ကိုရိုက်တာသူရိုက်တာဘယ်လောက်ရိုက်လဲဒဏ်ချက်ရများရှိပြီးမှဒဏ်ရာရတယ်ရိုက်တာပြီးမှသူတို့ဒီတိုင်းမထားဘူးထိတ်ခတ်ထားတယ်ထိတ်ခတ်ထားတာထောင်ထဲမှာပေါလုနဲ့သီလအရိုက်ခံအနက်ခံပြီးမှသွေးတွေနဲ့ဒဏ်ရာတွေနဲ့ထိတ်ခတ်ခြင်းခံရတယ်ဖယားသခင်တို့သူတို့အသက်မရှင်ဘူးလားရှင်းနဲ့သူများမပြောင်းလဲဘူးလားပြောင်းလဲတယ်ဒါပေမဲ့ထောင်ကျသွားတယ်ဖမ်းခံရတယ်အရိုက်ခံရတယ်လူအနေနဲ့စဉ်းစားရင်ဒါဘာဖြစ်တာလဲဘလို့လဲဒါပေမဲ့အဲ့ဒီထောင်ထဲမှာသူတို့ဘာလုပ်လဲ
တက်ချင်းဆိုတယ်ဟာလေလုယာဖယားเจ้าမှာဆိုတာမဟုတ်ဘူးထောင်ထဲမှာတက်ချင်းဆိုတယ်ဖယားကိုချီးမွမ်းထောင်တကားတွေပွင့်သွားရောအဲ့ထဲကလူတွေထွက်ပြေးကုန်ပေါလုနဲ့သီလာပြေးပြီးဒီလိုထောင်မူရဓားကင်ပြီးကိုတတ်သေးတော့မလို့လှအော်ရတယ်ဒီဘက်ကပေါလုကဟဲ့ဒီမှာမိကိုမသိနဲ့ငါတို့မပြေးဘူးထောင်မူနားလေလားနားလေနိုင်လားထောင်မူပြန်တာအနှိပ်ပိုင်းအမြင့်ကြီးပြန်တဲ့လူကိုတို့နားမလဲတော့ဘူးမင်းတို့မပြေးဘူးအော်တယ်လူတိုင်းပြေးတယ်နေတော့မပြေးဘူးအော်တယ်ပေါလုဘောလို့မြေကြီးနာပေါလုဆိုပြေးတာရှေ့ဆုံးကျမ်းစာတွေကပေါလုမပြေးဘူးတခါတည်းပဲထောင်မှုဘာပြောလဲငါလည်းကဲတင်ချင်းရကျင်တော့ဘယ်လိုလုပ်ရမလဲထောင်သားကိုဘာခေါ်လဲသခင်တို့တဲ့ပြောင်းပြန်ဖြစ်သွားပြီဟာလေလုယာအကျဉ်းသားပေါလုကိုထောင်မှုကြီးဘယ်လိုခေါ်လဲသခင်တို့ကျွန်ုပ်ကဲတင်ချင်းရကျင်တော့ဘယ်လိုလုပ်ရမလဲဒါနဲ့ပေါလုကအထာကိုက်ပြီးဒါတော့လွယ်လွယ်လေးနဲ့တော့ရတဲ့ကိစ္စမဟုတ်ဘူးဒါလိုမျိုးပြောလားမပြောဘူးယေရှုခရစ်ကိုယုံကြည်ဟာလေလုယာဟာထောင်မှုနဲ့မိသားစုအဲ့ဒီမှာပြောင်းလဲသွားတယ်သူ့အခြေအနေကိုကြည့်ပါပေါလုတို့ရဲ့အခြေအနေကြီးတလောက်ရိုက်ထားတာဒီလောက်ဒဏ်ရာတွေနဲ့ဖယားမှုတော်လဲဆောင်ရတယ်အယုံကလေးလောက်တဲ့လူတွေပြောင်းလဲတယ်ဒါပေမဲ့အရိုက်ခံရတယ်ထောင်ကြတယ်အလူငွေရတယ်မပါဘူးအရိုက်ခံရတာဒီနေ့လူတွေကအယုံကလေးဟောပြီးအလူငွေရမယ်ထင်နေတာမရရင်စိတ်ကောက်သွားတယ်နောက်တစ်ခါဖိတ်မလာတော့ဒီမှာပေါလုကအရိုက်ခံရတာဒီလောက်အရိုက်ခံတဲ့ဒဏ်ရာဒဏ်ချက်တွေကြားထဲမှာဖယားကိုဘာလုပ်လဲဟာချီးမွမ်းသွားတယ်ဖယားကိုသူချီးမွမ်းသွားတယ်လူတွေနားလေလားဒီအချိန်ကချီးမွမ်းရမယ်အချိန်လားစိတ်တကြရမယ်အချိန်လားမှတ်ထားဖယားကသူ့အနှိမ့်မှာပြန်ခိုင်းလားအမြင့်မှာလားအောက်ကလူတွေသူ့ကိုပြန်ကြည့်နားမလဲနိုင်ခမ ्या ကိုဖယားသခင်ကလေသူများနားမလဲနိုင်လောက်အောင်ကိုသင်ရဲ့တက်တာကိုဖယားခင်လှုပ်ထားပေးတာဖြစ်တယ်ဟာလေလုယာငါမင်းကိုနားမလဲဘူးအေးနားလဲခြင်းနင်းအပေါ်တက်လာခဲ့ဒါပဲဟာလေလုယာအထဲမှာသူများနားမလဲနိုင်တဲ့သဘာဝရှိတယ်ဒီလောက်ဒဏ်ရာဒဏ်ချက်တွေကြားထဲမှာဘာလုပ်နေလဲဖယားခင်ကိုဟာချီးမွမ်းနေတာအဲ့လိုက်အခက်ခဲတွေကြားထဲမှာဖယားကိုချီးမွမ်းနေဘလို့မှသူများနားမလဲနိုင်ဘူးချီးမွမ်းနိုင်လားဘာသဘာဝရှိတယ်လင်းယုံရဲ့သဘာဝရှိတယ်ဘလောက်ပြဿနာတွေများပါစေအပေါ်ကပဲပြန်မယ်ဟာလေလုယာအနှိမ့်မှာပြန်နိုင်လားအနှိမ့်မှာပြန်ရင်သူများနားလဲတယ်အေးပါလေနင်းလည်းအလောက်ခံရပြီဆိုတော့နော်နောက်မဟောနဲ့တော့ဗောကောင်းပါတယ်အခုလိုနောင်တရတာလေတခြားကိုလူငယ်လူလွတ်တွေဟောပါစေထောင်ကြရင်လည်းသူတို့အနောက်မှာငုံမဲ့လူမရှိဘူးလေနေရအိမ်တောင်နေဆိုတော့နော်ဘာဖြစ်နေရမဟောနဲ့တော့စုပဲတောင်းပြီးတော့ကြားလာအနှိမ့်မှာပြန်ရင်သူများနားလဲလားဒါပေမဲ့ပေါလုကိုဖယားကအနှိမ့်မှာပြန်ဖို့လားအပေါ်မှာပြန်ဖို့လားသူ့ရဲ့တဘာဝကဘာတဘာဝလဲသင်ကိုဖယားဘာတဘာဝထည့်ထားလဲသူများမချီးမွမ်းနိုင်တဲ့အချိန်တွေမှာကိုဘာလုပ်နိုင်လဲဟာလေလုယာဘလောက်ပြဿနာများပြီသင်အထဲမှာချီးမွမ်းနိုင်တဲ့တကိုးရှိတယ်အာမင်ဟာအောက်ကလူတွေနားမလဲနိုင်ဘူးပေါလုအဲ့ဒါပြီးသွားတဲ့နောက်ပိုင်းမှာထောင်ကလည်းထွက်လာရောတော်ပြီဝိညာဉ်ရေးရမှာနောက်ဆုတ်တော့မယ်နောက်လူတွေလှုပ်ခြင်းလို့ငါတော့တော်ပြီဒီလောက်လှုပ်ခဲ့တာတော်ပြီအဲ့လိုပြောလားနောက်ဆုတ်ခြင်းရှိလားဟာလုံးဝမရှိဘူးဒီလိုပြဿနာတွေနဲ့တွေးပေမဲ့သူ့ရဲ့အသက်တာကြာဆင်းလားပင်မလားအမြဲလန်းဆန်းနေတယ်ဟာလေလုယာဘလောက်ကြီးပဲပြန်နေပါစေလန်းဆန်းနေတယ်အာမင်ဝိညာဉ်ရေးရမှာသင်အမြင့်ကနေသွားပါအမြဲတမ်းလန်းဆန်းမယ်ဟိုအနိတ်ကကောင်နေနဲ့ပေါင်းပြီးတော့ဟိုအသေးတွေအပုတ်တွေပဲစားနေငိုင်နေလိမ့်မယ်သူများချီးမွမ်းနိုင်နေမချီးမွမ်းနိုင်ဘူးစံအိတ်တွေထောင်ထားပြီးမှအိတ်လိုက်ထောင်ထားပြီးမှအိမ်ထဲမှာစံစေးတိုက်ရင်ဘယ်လိုလုပ်မလဲစိတ်ညစ်နေတယ်ဟိုမှာသူများကြွကြွနဲ့ဝယ်စားတာရေလဲလန်းဆန်းနေတယ်ဟာလေလုယာ
ဘောလို့သူများလန်းဆန်းလေအနိတ်ကအကောင်တွေအပေါက်စားတဲ့အကောင်နဲ့ပေါင်းနေရင်တော့နင်ငိုင်းနေမှာဖန်အိတ်ထောင်ထားလဲဘာဖြစ်လဲငိုင်းနေမှာမော်တော်ကားစီးလဲငိုင်းနေမှာအသက်ရှင်တဲ့နှုတ်ကပတ်တော်စားတဲ့လူကတော့ကြွကြွိတ်နဲ့ဆံဝယ်စားလဲလမ်းနေတယ်ဟာလေလုယာကာမစီပဲစပိန်ကတောက်မပိုင်လဲဟာလေလုယာပဲချက်တော်ညီကိုမောင်းနှမအနိုင်မှာပြန်နေအောင်ဖခင်ကျွန်တော်ကိုလှုပ်ထားတာလားဘာတဘာဝရှိလဲဘယ်မှာပြန်လဲဘာစားလဲသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုစားနေတယ်ဟာလေလုယာအားရှိတယ်ပြဿနာရှိလားအခက်ခဲရှိလားဒါပေမဲ့ဘယ်တော့မှနောက်မဆုတ်ဘူးအမြင့်ကနေပြန်နေတယ်အောက်ကလူတွေသူ့ကိုနားမလဲနိုင်ဘူးနေတလောက်ဒုက္ခရောက်တာနေတလောက်ဒဏ်ရာဒဏ်ချက်တွေနဲ့နေတလောက်ဝေဒနာတွေခံနေရတာနေဘာကြောင့်ချီးမွမ်းနိုင်တာလဲဖခင်ဘာလုပ်တာလဲအဲ့ဒီအတိုင်းသူ့ကိုလှုပ်ထားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလင်းယုံရဲ့သဘာဝကိုကြည့်ပါအဲ့အတိုင်းကျွန်တော်တို့မှာဘုရားသခင်ထည့်ထားတာဒါကြောင့်မှတ်ထားပါဝိငါချက်လေးကိုကျွန်တော်အဆုံးသတ်ပြီချက်တော်ညီကိုမောင်နှမနံပါတ်1လင်းယုံမှာဗာမျက်လုံးရှိလဲဆူရှာတဲ့မျက်လုံး focus ရှိလားဘာကိုပဲကြည့်လဲအသေးလားအပေါက်လားလက်လက်ဆက်ဆက်လားအဲ့ဒါကိုကြည့်နေတဲ့အချိန်မှာအာယုံပြက်စရာတွေရှိလားဒါမဲ့ပြက်လား focus မအောင်စေနဲ့အာယုံစူးစိုက်မှုမပြောင်းသွားနဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်လာရင်လုံးဝဘယ်အာယုံလားနှောက်မနှောက်နဲ့နင်အဲ့ဒီကိုသွားနေတာလာတတမတခါပဲငါမင်္ဂလာဆောင်တာငါပွဲအတွက်လာစီစဉ်ပေးအာယုံနောက်တယ်အဲ့ဒီနေရာငါတို့အသက်ရှင်တဲ့နှုတ်ကပတ်တော်စားမယ်နေအာယုံလာမနောက်နဲ့တခါဆောင်နှစ်ခါဆောင်ဒီနေ့ကငါအသက်ရှင်တဲ့နှုတ်ကပတ်တော်စားမယ်နေဟာလေလုယာလင်းယုံကလုံးဝအပြတ်မခံဘူးသူ့ရဲ့သားကောင်းကိုဘေးကလူကိုပြောလိုက်အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုအာယုံစိုက်ပါအာမင်လုံးဝ focus မအောင်စေနဲ့သေချာအာယုံစိုက်ပါငါတို့မှာအမြင်ဘယ်နှမျိုးရှိလဲဇာတိရောင်နားလဲလားဝိညာဉ်ရောနားလဲလားဘယ်နှနေရာပြန်နိုင်လဲအမြင်မှာရောပြန်နိုင်လားအနှိမ့်မှာရောပြန်နိုင်လားဒါမဲ့ဘာမှပြန်မလဲဘာမှပြန်မလဲအမြင်မှာပြန်တဲ့လူကိုအောက်ကလူကနားလဲနိုင်လားအခုဝေငှတော့အမြင်မှာပြန်တာဘာလို့လဲအခုနဝေငှတော့အမြင်မှာပြန်တာဘာလို့လဲစိတ်ပြက်စရာတွေ့လားစိတ်တကြစရာတွေ့လားအရိုက်ခံရလားထောင်ကြလားစိတ်ပြက်လားအမြင့်မှာပြနေတာအောက်ကလူသူ့နားမလဲနိုင်ဘူးအော်တယ်ငိုလဲမငိုဖယားသခင်ကယ်ပါလားဘာညာအော်ပါလားအခုတော့နေရဖယားတော်ချီးမွမ်းနေတယ်သူများနားမလဲနိုင်ဘူးဒါပေမဲ့ငါတို့တဘာဝကပြေးတော့လဲမပင်မခရီးသွားတော့ခါမမောရချဘာလို့ငါတို့တဘာဝလင်းရုံရဲ့တဘာဝရှိတယ်ဘာစားထားတာလဲဘာစားထားတာလဲအာယုံစူးစိုက်မှုမပြောင်းသွားနဲ့အာမင်ရောက်များစွာသောသူတွေဟာလင်းယုံဖြစ်ဘုရားခင်ထားတော်လဲအာယုံသိမ့်များတယ်အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုကြီးလိုက်ဟိုဟာကြီးလိုက်ဒါကြီးလိုက်စာတန်ကဟိုပြဒီပြနဲ့အကုန်ပြောင်းကုန်ဟောဒါကြောင့်ဒီနေ့အားပေးခြင်းနဲ့အာယုံမများနဲ့ဘေးကလူကိုပြောလိုက် focus မအောင်နဲ့ပြန်ပြော focus မအောင်နဲ့အတိပ္ပယ်ကဘာလဲအသက်ရှင်တဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်ရင်တခြားဟာကိုအာယုံမများနဲ့ပြောနေတာဟုတ်လားမဟုတ်လားအဲ့ဒီနှုတ်ကပတ်တော်ကိုပဲစားနေမယ်ဆိုရင်တော့ဘာလောက်ပြဿနာပြည့်အနှိတ်ကိုကျသွားမလားအမြင့်မှာပြန်မလားရိုက်ခံရတယ်ကျသွားလားမြင့်လာလားဖမ်းခံရတယ်အနှိတ်မလားအမြင့်မှာပဲနေလားနောက်ဆုံးအောက်ကလူကသူ့ကိုဘယ်လိုပြန်ခေါ်ရလဲသခင်တော်ဟာလေလုယာဖယားခင်တင့်ကိုလေကြဆင်ဖို့ဖယားအလိုတော်မရှိဘူးဒါဂယုစိုက်ပါတင်တွေးရမှာအနှိတ်ကလားအမြင့်ရလားစားရမယ့်အစာကအသေးလားအရှင်လားပြဿနာဖြစ်လာတဲ့အခါမှာစိတ်တကြဖို့လားချီးမွမ်းဖို့လားဟာလေလုယာဘေးကလူကိုပြောလိုက်ငါစီမှာလက်ဒသဘောလားလေးယုံသဘောလားဘာသဘောရှိလဲ
ဘာတဘာဝရှိလဲအာမင်စိတ်တကြစရာတွေရှိလားစိတ်ပြည့်စရာတွေရှိလားအဲ့ကြားထဲမှာဘာတဘာဝလဲလေးယုံတဘာဝဆိုတာစိတ်တကြလားချီးမွားလားအာမင်